အားလုံးပဲမင်္ဂလာပါရှင်လာရှုမျိုးပါရှင်ကျွန်မအကောင့်ထဲကတင်တော့တငယ်ချင်းမိတ်ဆွေတွေအကုန်လုံးကိုမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိလို့ပါရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်ရှင်နေထိုင်မကောင်းဖြစ်ရင်စေယုံစေကန်းနေသွေးစစ်တာတွေတနေရာစီသွားပြီးတော့ပြဆရာမလို့ပဲနဲ့နေရာအစုံတနေရာထဲမှာလုံလို့ရတဲ့စေကန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်လာရှုမျိုးရက်ွက်30စမတ်တူကုံစုံဆိုင်ရဲ့နောက်မှာပြန်လည်ဖွင့်လှစ်လွှတ်ထားတဲ့လင်းထုခုစီကန်းနဲ့အစင်းမြင့်ယောဂရှာဖွေမှာအကုန်လုံးအစုံလုပ်လို့ရပါတယ်ရှင်ဒါမားတော်ကြီးတွေနဲ့လည်းပြလို့ရတယ်လို့တမှန်အထွာဆောင်သွေးစစ်လည်းတနေရာလေးလုံးလို့ရပါရှင်အယိုးကျော်ထုခုဆရာဝန်တာဖွားမီရဲ့ထုခုဆရာဝန်ကြီးနဲ့ကလေးထုခုဆရာဝန်ကြီးခွဲစိတ်ထုခုဆရာဝန်ကြီးနဲ့အထွေထွေသမားတော်တို့ကိုတနေရာထဲမှာအစုံပြသလို့ရပါတယ်ရှင်အခုအမိုးရာသီမှာအဖြစ်ပြားနေတဲ့ရာသီတုပ်ကွေးစစ်ဆေးခြင်းသွေးအမျိုးအစားစစ်ဆေးပေးခြင်းနဲ့ယောဂရှာဖွေခြင်းတို့ကိုလည်းသွေးအမျိုးအစားစစ်ဆေးခြင်းတွေကိုလည်းတနေရာထဲမှာလုပ်လို့ရပါတယ်ရှင်။တမှန်အထရာဆောင်းတွေလည်းစုံစုံလင်းလင်းရိုက်လို့ရပါတယ်ရှင်။အထူးကုသမားတော်ကြီးတွေအကုန်အစုံတနေရာထဲထိုင်လို့လူနာတွေစိတ်ချမ်းသာစွာနဲ့နေရာစုံတနေရာထဲပြသလို့ရတဲ့နေရာလေးပါနော်။လာရှုမျိုးရက်ွက်30စမတ်တူကုံစုံဆိုင်ရဲ့နောက်မှာစေကန်းလေးကိုဖွင့်ထားပါတယ်ရှင်။မနက်၈နာရီကနေည9နာရီထိပြသလို့ရပါတယ်ရှင်။အသေးစိတ်သိချင်လို့ရှင်တော့အစည်းကမ်းရဲ့ဖုန်းနံပါတ်လေးကိုကွန်မန့်မှာတင်ထားပေးပါမယ်ရှင်ကျွန်တော်ကောက်မှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုလည်းဆက်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတဲ့အတွက်တစ်တော့တငယ်ချင်းမိတ်ဆွေအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်